Hello mina ဆန်တွေဒီတစ်ခါမှာတော့ sun cream ဘာသုံးရမလဲဆိုပြီးတော့မေးထားတဲ့သူတွေအတွက်ဂျပန်မှာနံပါတ်1ရောင်းအကောင်းဆုံး Anisa sun cream လေးအကြောင်းပြပြပါမယ်။ तू က mix type နဲ့ gel type ဆိုပြီးနှစ်မျိုးရှိရပေါ့နော်။ရမုံအခုလိမ်ပြမယ့်ဟာလေးကကျတော့ mix type ပါ။ तू ကဘယ်လိုခွဲထားရလဲဆိုလို့ရှိရင်အစီပြန်ပြီးတော့ဝက်ရှက်နေပါပေါက်တတ်တဲ့ sensitive skin သမားတွေကကျတော့ mix type ကိုသုံးခိုင်းတာပေါ့နော်။ဒီတိုင်းပုံမှန်အသားရည်ဆိုရင် gel type ကိုသုံးခိုင်းတာ။ तू ကကျတော့တခြား brand တွေနဲ့မတူတခြား brand တွေမှာဆိုရင်အစီပြန်တဲ့အသားရည်ဒီဝက်ရှက်ထွက်လာတဲ့အသားရည်ဆိုရင် gel type တွေသုံးရ mix type သုံးလို့မရဘူးပေါ့။ဒါပေမဲ့ Anisa ကတော့တခြား brand နေနဲ့သူကပြောင်းပြန်ပေါ့နော် sensitive skin သမားတွေကိုအစီပြန်တဲ့အသားရည်တွေကကျတော့ mix type ကိုသုံးခိုင်းတာရေမုံအခုလိမ်ပြထားတဲ့ဟာလေးပေါ့နော်ဘူးအရှိလေးကကျတော့ gel type တာမန်အသားရည်ဆိုလို့ရှိရင်ဒီလိုမျိုး gel type လေးကိုသုံးလို့ရတယ်ပေါ့နော်သူကတကယ်လိမ့်လိုက်တာနဲ့ကွာမျက်နှာမှာမျက်လုံးထဲမှာဆက်တာတွေတချို့ sun cream တွေဆိုလိမ့်ပြီးမျက်ရည်တွေကျတယ်လေဆက်တာတွေပါဖြစ်တယ်ဒီ Anisa sun cream ကကျတော့မျက်လုံးဆက်တာတွေပါလည်းမဖြစ်ဘူးပြီးရင်လေရေမုံက make up မလိမ့်တဲ့သူဆိုတော့အဆင်ပြေတယ်ဒီတစ်မျိုးလေးလိမ့်ပြီးသွားရင်ဒီတိုင်းအလုပ်သွားလိုက်ရုံပဲပေါ့နော်ဒီအောက်ကနေပြီးတော့ကိုကဒီ toner တို့ပြီးသွားလို့ရှိရင် moisturizer လိမ့်ပြီးအပေါ်ကဒီ sun cream တွေလိမ့်လိုက်ရုံပဲတစ်ထပ်တည်းနဲ့အဆင်ပြေရပေါ့နော် make up လည်းလိမ့်စရာမလိုပဲနဲ့မျက်နှာလေးကဝင်းဝင်းပြောင်လေးဆိုလေးဖြစ်စေပါတယ်ဒါကြောင့်ဂျပန် sun cream တွေကနေဘာတော့မှမသိတဲ့သူတွေ Anisa လေးကိုသုံးကြည့်ကြပါရှင် bye bye